ဒေါ်နယ်ထရန့်ဟာအခုဆိုရင် NATO အဖွဲ့ကိုအပြစ်ပေးကိုပြင်ဆင်နေပါတယ်။ဘာကြောင့်လဲ။ဘာလို့လဲဆိုတော့ NATO မဟာမိတ်တွေဟာအီရန်ပဋိပက္ခအတွင်းအမေရိကန်ကိုအဖိအဝါထောက်ခံခြင်းမရှိခဲ့လို့ပါ။ပေါက်ကြားလာတဲ့ပင်တဂွန်စစ်ထဏချုပ်ရဲ့သတင်းစကားတွေကဥရောပတလွှာစိုးရင်ပူပန်မှုတွေမြင့်တက်စေခဲ့ပါတယ်။အကြီးမားဆုံးရိုက်ခတ်မှုက UK ကိုထိမှန်နိုင်ပါတယ်။ Trump ဟာ Falkland ကျွန်းစုတွေအတွက်အမေရိကန်ရဲ့တန်တမာရေးရထောက်ခံမှုတွေကိုရုပ်သိမ်းဖို့စဉ်းစားနေတယ်လို့ဆိုကြပါတယ်။အဲ့ဒီကျွန်းစုတွေကို UK ကထိန်းချုပ်ထားပေမဲ့အာဂျင်တီးနားကလည်းသူတို့ပိုင်ဆိုင်ကြောင်းအခိုင်အမာပြောဆိုနေတာပါ။ပြီးတော့အာဂျင်တီးနားသမ္မတ Javier Milei ဟာလည်း Trump နဲ့ယင်းနီးတူတူအဖြစ်ရှုမြင်ခံထားပါတယ်။ဒုတိယအချက်ကတော့စပိန်နိုင်ငံဟာအီရန်ကိုတိုက်ခိုက်ဖို့အတွက်၎င်းတို့ရဲ့အခြေစခန်းနဲ့လေးပိုင်းကွက်ကိုညှင်းဆန်ခဲ့ပြီးနောက်ဆက်တွဲအကျိုးဆက်တွေနဲ့ရင်ဆိုင်ရနိုင်ပါတယ်။အဲ့ဒီလိုအသုံးပြုခွင့်မရရင် NATO ရဲ့စစ်စင်ရေးတွေဟာထိရောက်မှုမရှိတော့ဘူးလို့ပင်တဂွန်ကပြောပါတယ်။တတိယအချက်အနေနဲ့ဥရောပဟာသူ့ရဲ့လုံခြုံရေးကိုကိုယ်တိုင်ပဲကင်တွယ်ရတော့မယ့်အခြေအနေပါ။ Baltic နိုင်ငံတွေနဲ့ပိုလန်တို့လိုဒေသတွေကနေအမေရိကန်တပ်ဖွဲ့ဝင်တွေကိုရုပ်သိမ်းဖို့ဆွေးနွေးမှုတွေရှိနေပါတယ်။ယူကရိန်းအတွက်အကူအညီတွေကိုလည်းဖျက်တောက်ထားမိတာပါ။ပြီးတော့အဆိုးဆုံးရွေးချယ်စရာတစ်ခုကတော့အမေရိကန်က NATO အဖွဲ့ကလုံးဝနှုတ်ထွက်လိုက်ဖို့ပဲဖြစ်ပါတယ်။ Trump ဟာဒီမဟာမိတ်အဖွဲ့ကိုခက်နောက်ကြပြီးထိရောက်မှုမရှိဘူးလို့ပြောဆိုပြီးမေခွန်းထုတ်ခဲ့ပြီးသားပါ။ Hormuz ရေလက်ကြားမှာမဟာမိတ်တွေကရေနက်အင်အားချထားဖို့ဝန်လေးခဲ့ခြင်းအချိန်မှာတင်းမာမှုတွေမြင့်တက်လာခဲ့ပါတယ်။အခုဆိုရင်ဥရောပတလွှားမှာစိုးရိမ်စိတ်တွေတိုးပွားနေပါတယ်။တကယ်လို့ဗလာဒီမာပူတင်ကတခုခုလှုပ်လာခဲ့မယ်ဆိုရင်အမေရိကန်ကတကယ်ပဲ